follower တိုးအောင်ဘယ်လိုလုပ်ရမလဲဟုတ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ follower တိုးအောင်လုပ်လို့ရမယ့်နည်းလမ်းလေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ page ကနေ follower တိုးအောင်လုပ်လို့ရမယ့်နည်းလမ်းလေးကိုအရင်ကလည်းဝေမျှပေးခဲ့ပူပါတယ်အကယ်၍အဲ့ဒီနည်းလမ်းလေးကိုသိချင်တယ်ဆိုရင်ကြည့်လို့ရအောင်ကျွန်တော် comment မှာဗီဒီယိုရဲ့ link လေးချပေးထားပါတယ်ဒီနေ့မှာတော့နောက်ထပ်နည်းလမ်းလေးတစ်ခုကိုဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့ဒီနည်းလမ်းလေးကတော့ကျွန်တော်တို့ post တွေတင်ပြီးသွားပြီဆိုရင် post ရဲ့အောက်ခြေနားမှာရှိတဲ့အသေးလေးတွေ like လေးတွေပေးထားတဲ့နေရာကိုနှိပ်ကြည့်လိုက်ပါနှိပ်လိုက်ပြီဆိုရင်အခုပုံထဲမှာပြထားတဲ့နေရာလေးကိုရောက်သွားပါလိမ့်မယ်ရောက်သွားပြီဆိုရင်တော့ပုံရဲ့ညာဘက်အချမ်းမှာကျွန်တော်မြားထိုးပြီးပြထားတဲ့ invite ဆိုပြီးပေါ်နေတဲ့နေရာလေးတွေကိုလိုက်ရှာကြည့်ပါအကယ်၍တွေ့ပြီဆိုရင်တော့အဲ့ဒီ invite လေးတွေကိုနှိပ်လိုက်ပါဘာလို့အဲ့ဒီလို invite လေးတွေလာပေါ်နေတာလဲဆိုတော့ကျွန်တော်တို့က post တွေကို public နဲ့တင်ထားတာဖြစ်တဲ့အတွက် follower မဖြစ်သေးတဲ့သူတွေကကျွန်တော်တို့ရဲ့ post ကို like တွေ react တွေပေးသွားခဲ့လို့ပဲဖြစ်ပါတယ်ဒီနေရာမှာတခုပြောချင်တာက like တွေ react တွေပေးသွားခဲ့တယ်ဆိုပေမဲ့ follow လေးတော့မလုပ်သွားခဲ့ဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ရဲ့ post ကို like တွေ react တွေတောင်ပေးသွားခဲ့သေးတာပဲ follow လေးလည်းလုပ်ပေးပါလားဆိုပြီးတော့အဲ့ဒီလိုမျိုး invite လေးတွေကိုနှိပ်ပြီး follower လမ်းတောင်းတဲ့သဘောမျိုးပဲဖြစ်ပါတယ်အဲ့ဒီလို invite လုပ်လိုက်တဲ့အခါတစ်ဖက်လူကလက်ခံပေးမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ follower တွေတိုးသွားမှာပဲဖြစ်ပါတယ်ဒီနေရာမှာတခုပြောချင်တာက invite ရှင်းလုပ်တဲ့အခါမှာလက်ခံပေးကြဖို့မေတ္တာရက်ခံပါတယ်ကိုက invite လုပ်တဲ့အခါမှာ तू ကလက်ခံမယ်သူက invite လုပ်တဲ့အခါမှာကိုကလက်ခံမယ်အဲ့ဒီလိုလေးလုပ်သွားမယ်ဆိုရင် follower အထိုက်လျောက်တော့တိုးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ follower တိုးအောင်လုပ်လို့ရမယ့်နည်းလမ်းလေးကိုဝေမျှပေးသွားခဲ့တာပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်း Facebook နဲ့ပတ်သက်ပြီးတည်တည်ထိုက်တဲ့အကြောင်းအရာလေးတွေကိုဝေမျှပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ page လေးကို follow မလုပ်ရသေးဘူးဆိုရင် follow လေးလုပ်ပေးသွားပါအောင်နော်အဲ့ဒီအတွက်လည်းအကျိုးမမဲ့စေရပါဘူးကျွန်တော်ပြန်ပြီးတော့ follow လုပ်ပေးမှာပါပြီးတော့ဒီဗီဒီယိုလေးကသင်အတွက်အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင် star လေးနဲ့ကူညီပြီးတော့အားပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ကျရင်ပြန်တွေ့မယ်နော် bye bye